ဒီအယိုးစုနှစ်စုဟာတကယ်တော့ညီကိုတွေပါအကိုကြီးကသူ့ရဲ့ညီငယ်ကိုနန်းတော်မှာအလုပ်လုပ်ဖို့ခေါ်လာပေမဲ့ညီငယ်ကဒီလောက်ကနာမငြိမ်ဖြစ်နေမယ်လို့ဘယ်သူထင်ပါလဲသူ့အကိုကမကြည့်တဲ့အချိန်မှာဘရင်နန်းတော်ထဲကိုခိုးဝင်ပြီးဘရင်တရဖူကိုတောင်လူယူလိုက်တယ်အကိုကြီးကကြောက်လန့်ပြီးမြန်မြန်ပြန်ယူလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနန်းတော်တစ်ခုလုံးကရုတ်တရက်ပြင်းထန်စွာတုန်ခါသွားတယ်ရုပ်တုနှစ်ခုကရေခဲနဲ့မီးတောက်တွေကိုတပြိုင်နက်တည်းထုတ်လွှတ်လိုက်တယ်ဒီတရဖူကတာမန်အရာဝတ္ထုမဟုတ်ပါဘူးဒါပေမဲ့ပိုဆိုးတာကတရဖူကသူ့လက်ထဲကနေလွတ်ကျသွားပြီးဒိုင်နိုဆောတစ်ကောင်ရဲ့ပါးစပ်ထဲကိုတက်ကျသွားတယ်အကိုကြီးကဒေါသထွက်သွားဖို့လှည့်ထွက်သွားပြီးညီငယ်ကိုတယောက်ထဲထားခဲ့တယ်ဒါပေမဲ့အကိုကြီးကပြန်လှည့်လိုက်တဲ့အခါသူ့ညီကပျောက်သွားတယ်သူပြန်ပြေးသွားပြီးသူ့ညီကဒိုင်နိုဆောရဲ့အစာထဲပြုတ်ကျသွားတာကိုတွေ့လိုက်ရတယ်ဒိုင်အိုလီဒါကိုမြင်တော့အကိုကြီးရဲ့နှလုံးသားနစ်မြုပ်သွားတယ်ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲလေစင်နာမောင်းတစ်ခုကဂူထဲကိုရုတ်တရက်တိုက်ခတ်သွားတယ်ထို့နောက်ညီငယ်ကိုလေရင်ဖြင့်ထွက်ခွာစေခဲ့သည်သူသည်ပုံပက်တန်ရာများရရှိခဲ့တော်လဲတရဖူကိုပြန်လည်ရယူနိုင်ခဲ့သည်တရဖူကိုပြန်လည်ရရှိပြီးနောက်ညီကိုနှစ်ဦးသည်နန်းတော်သို့အပြေးလွှားပြန်သွားကြသည်ဘရင်သည်ခမ်းမကြီးတွင်မင်းတို့ကိုစောင့်မျှော်နေသည်အကိုကြီးကတရဖူကိုမူလနေရာတွင်ပြန်ထားလိုက်တော်လဲတရဖူသည်အစိတ်စိတ်အမောင်မှကွဲအပ်သွားခဲ့သည်ညီကိုနှစ်ဦးသည်ချက်ချင်းပင်အံ့အားသင့်သွားကြသည်ထိုအချိန်တွင်ဘရင်သည်လက်ကိုမြောက်ပြီးကြောက်ရွံ့တုတစ်ခုကိုညင်သာစွာခောက်လိုက်သည်နောက်တစ်စက္ကန့်တွင်ရုပ်တုသည်တရဖူများစွာကိုထွေးထုတ်လိုက်သည်ညီကိုနှစ်ဦးသည်အံ့အားသင့်သွားကြသည်နောက်ဆုံးတွင်ညီကိုနှစ်ဦးကိုအပြစ်ပေးရန်အတွက်ဘရင်သည်မင်းတို့ကိုနှင်ထုတ်ခဲ့သည်